ဘာမှမလုပ်ဘူးကြာရှိလူလဲဆိုတော့ကိုကလည်းဆန္ဒနဲ့ချားပါတယ်ဘယ်ရောက်ကြလဲပါလာရဲ့အရင်ကဘယ်ရောက်ပရိုဖိုင်နဲ့တော့ဩဇကားနာမည်ပြောင်းသွားပြန်ပြီနေုံလာပြောတော့ခေါင်းနဲ့ဝိဇ္ဇာပွဲဒီဘက်ကကဲတောင်းတအပ်တော့သစ္စာအောင်ပြပါလိမ့်အောင်ပါစေတောင်းတသစ္စာအောင်ပါစေ